တငယ်ချင်းများအားလုံးပဲမင်္ဂလာပါဒီတစ်ပတ်မှာတော့ဟင်းချက်နီးမဟုတ်ဘဲနဲ့အင်ဒိုနီးရှားပင်တန်ကျွန်းလေးကိုနှစ်ညအိတ်3ရက်ခရီးလေးသွားဖြစ်တဲ့အတွေ့အကြုံလေးကိုပြန်ပြီးမျှဝေလိုက်ပါတယ်နော်မသွားဘူးတဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းရောက်ဘူးတလို့မျိုးဖြစ်သွားတာပေါ့နော်သွားမယ်လို့စီစဉ်ထားတဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းအတွေ့အကြုံလေးပေါ့နော်ပြန်ပြီး share တာပါဒီမှာလေစိတ်ကိုရောက်နေပြီဒီလေစိတ်ကကြတော့တာနာမေရာဖယ်ရီတာမင်နေပေါ့နော်အဲ့ကနေပြီးတော့လှေစီးသွားပါတယ်ဒီအင်ဒိုနီးရှားကိုသွားတဲ့ခါကျလို့ရှိရင်တော့ arrival card တွေ scan ဖတ်ပြီးတော့ပုံဖြည့်ပြီးတော့သွားတယ်ပေါ့နော်ဒါလှေပေါ်မှာပါဒီလိုမျိုးရေပြင်ကြီးကိုကြည့်ရတာအရန်ကြိုက်လို့ဗီဒီယိုထဲမှာတော့များများလေးထည့်ထားပါတယ်ဗီဒီယိုကတော့နည်းနည်းရှည်သွားတယ်ပေါ့နော်ဒီမှာကြည့်ပါအောင်အရန် relax ဖြစ်တယ်ပေါ့နော်ဒီလိုမျိုးပင်လေးကိုသွားတာကြိုက်ပါတယ်တင်မိုးကြီးတွေကလည်းအကြီးတွေပဲအသိမိုးပေါ်မှာတော့နိုင်ငံခြားသားလေးတွေပါတယ်ပေါ့နော်အဲ့ဒါ selfie ဆွဲရနေသူတို့နောက်မှရှိတာမသိဘူးအဲ့ဒါဗီဒီယိုရိုက်လာခဲ့တယ်ပေါ့နော်ဓာတ်ပုံလေးရိုက်လာခဲ့တယ်ပြီးလို့ရှိရင်ဒီမှာရောက်သွားပြီလေစိတ်ကတော့ဘန်နာပင်တန်ပေါ့နော်အဲ့ဒီလေစိတ်ကိုရောက်သွားပါတယ်ဒါကတော့ဟိုတယ်ကိုရောက်ပါပြီထက်ကျော်တည်တဲ့ဟိုတယ်ကကြတော့နာဝနာ resort hotel ပေါ့နော်အဲ့ဒီဟိုတယ်ကအရန်ကျယ်တယ်သူ့မှာ activity လုပ်လို့ရတဲ့သူတို့ဝင်ရအရန်ကျယ်ပေါ့နော်မြင်းစည်းလို့ရတဲ့ activity လေးတွေ bowling activity တွေအများကြီးရှိရပေါ့နော်ဒါကဟိုတယ်ခန်းကနေပြီးတော့မြင်ရတဲ့ view လေးပေါ့နော် sea view တော့မရဘူးဟိုဘက်အချမ်းဆိုလို့ရှိရင်တော့ sea view ရတယ်ထက်ကျော်ရတဲ့အခန်းကျတော့ဒီ sea view တော့မရဘူးဒီမှာရေကန်လေးပဲရှိရပေါ့နော်ဒါကဟိုတယ်ရှိမှရိတ်ထားတာပါပြီးရင်အဲ့ဒီဟိုတယ်ဝင်းထဲမှာပဲအစားအသောက်လေးတွေရှိရပေါ့နော်ဒါအဲ့ဒီဟိုတယ်ဝင်းထဲမှာပဲရှိရပေါ့နော်ရှက်တာဘက်လေးတွေရှိတယ် free စီးလို့ရတယ်ပေါ့နော်အဲ့ဒီရှက်တာဘက်နဲ့ဒီမှာအလုံး seafood restaurant ဆိုတဲ့ဆိုင်လေးပေါ့နော်ရေပိုလေးမှာစောက်ထားတာအရင်လေကောင်းလေးတက်လေးရတယ်ပင်လေးရဲ့ပေါ်မှာပေါ့နော်အဲ့လိုမျိုးစောက်ထားတာအရင်မိုက်ပါတယ်ဒါ seafood တည်တံ့ပေါ့နော်ဒါကြာဆန်ကြော်လေးလိုမျိုးစားလို့ကောင်းတယ်ပြီးရင်ဒါ squid ကြော်ပြီးရင်ဒီဟင်းချိုလေးကလည်းတောက်လို့ကောင်းတဲ့ seafood ဟင်းချိုပေါ့နော်ပြီးရင် veggie လေးတစ်ခုမှာလိုက်တယ်ဒီအချင်းရည်လေးတွေစားကောင်းတယ်ကနန်းကအဆက်မပါတဲ့အချိုးတစ်ပွဲပြီးလို့ရှိရင် black pepper နဲ့အဆက်တစ်ပွဲပေါ့နော်အဲ့ black pepper နဲ့ကနန်းအရန်ကြိုက်ပါတယ်ပြီးရင်လက်ဆက်တဲ့ဒီမှာအုံးသီးရည်လေးလည်းရတယ်ပေါ့နော်ဘယ်နေရာရအုံးသီးကတော့တောက်တယ်ပြီးရင် coffee လေးပါတောက်သေးတယ်ဒါကအဲ့ restaurant နားမှာရှိတဲ့ view လေးပေါ့နော်ပြီးရင်တော့ဟိုတယ်ပြန်ပြီးတော့အဲဟိုတယ်ရဲ့နောက်ကပင်လေးနားကိုသွားပြီးတော့ relax လေးသွားလုပ်မယ်ပေါ့နော်ဒါကတော့ shutter bus စောင့်ရင်းနဲ့ရိုက်နေရပါ shutter bus ကသူက15မိနစ်ချတစ်ခါလောက်ကိုလာတယ်ပေါ့နော်သူကအဲ့ဒီအကုန်လုံးကိုပတ်နေတာပေါ့နော်မှတ်တိုင်တွေအများကြီးရှိရယ်ကိုသွားခြင်းတဲ့နေရာကိုသွားလို့ရတယ်ပေါ့နော်ထက်ကျော်တော့ကတော့ဟိုတယ်ကိုပြန်လိုက်ပါတယ်ဒါကတော့ဟိုတယ်ရှေ့ကိုရောက်ပါပြီဟိုတယ်မှာခဏနားပြီးတော့ဟိုစားလေးပါလေးလှည့်ပြီးတော့ကန့်ချစ်သွားမယ်ပေါ့နော်ဒီမှာကြည့်ပါအောင်သူ့ရဲ့ဟိုတယ်ရဲ့ view ကလည်းအပင်လေးတွေနဲ့အရန်လှပါတယ်ဒီဟိုတယ်ကတော့ဈေးနည်းနည်းတော့ကြီးရပေါ့နော်ဒါပေမဲ့သူ့မှာ activity လေးတွေအများကြီးပါတယ်ကျန်တဲ့ activity တွေစားတော့ဆိုင်ဒီဟိုတယ်ကနေထွက်ပြီးတော့သွားတဲ့စားတဲ့ဟာတွေကျတော့ free မရဘူးပေါ့နော် shutter bus လေးပဲ free စီးရတယ်ပြီးရင်ကျန်တဲ့မြင်းစီးရတို့ဘာလို့ရှိရပေါ့နော်အဲ့လိုမျိုး activity တွေလုပ်ပြီးတော့လုပ်လို့ရတယ်ဒါပေမဲ့အဲ့ဒါတွေကကျတော့ပတ်စံထပ်ပေးရတယ်ပေါ့နော်ထက်ကျော်တို့ကတော့အဲ့ဒီ activity တွေမလုပ်ဖြစ်ခဲ့ဘူးပေါ့နော်ဒီထဲမှာတော့ဒါစင်ကာပူပိုင်ဟွာလို့ပြောတယ်ဟိုတယ်လို့ပြောရပေါ့နော်ဒီမှာကန်းချင်ရလဲအရန်လှမှလှပဲအဲ့ဒီရဲ့ဒီသဲလေးတွေကလေနုနုလေးတွေအရန်ကင်လို့ကောင်းတယ်ဒါကင်ပြီးတော့ဆော့နေကြသေးတယ်ဓာ
တ်ပုံရိုက်လို့လည်းအရန်လှပါတယ်ဒီဟိုတယ်ကကြတော့နည်းနည်းကြာပြီထင်တယ်သူကလေးဟို history လေးတွေရှိရပေါ့နော်ဒီလိုမျိုးပုံလေးပကြီးကားတွေမှာတွေ့ခဲ့ရပေါ့နော်အဲ့ဒါလေးတော့မရိုက်ခဲ့တော့ဘူးကမ်းခြေကိုကြိုက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဒီဟိုတယ်မှာတဲပြီးတော့ဒီကမ်းခြေလေးမှာအနားယူသင်ပါတယ်နော်ရေထဲဆင်းကျင်လို့ရှိရင်လည်းဆင်းလို့ရတယ်ပေါ့နော်တကြောတော့ရေမဆင်းမနဲ့ဒီနားလေးမှာပဲထိုင်ပြီးတော့ခဏလေးနေခဲ့ပေါ့နော်ပြီးရင်ဓာတ်ပုံရိုက်ပါညာနဲ့ပေါ့နော်ဓာတ်ပုံရိုက်လို့ကတော့ဒီမှာတငယ်ချင်းဓာတ်ပုံရိုက်တဲ့တငယ်ချင်းတယောက်ပါတာအကောင်းဆုံးပဲဓာတ်ပုံရိုက်ကျွမ်းတဲ့တငယ်ချင်းပါတာလေးခီးသွားလို့ရှိရင်သူရိုက်ပေးတဲ့ပုံလေးတွေကအရန်လှတယ်ပြီးရင်တော့ဟိုတယ်ကန်းလေးပြန်ပြီးတော့နားကြတယ်ပေါ့နော်ဒါကကျတော့နောက်နေ့မနေ့ကြလို့ရှိရင်မနေ့စာလေးကျွေးရပေါ့နော်မနေ့စာကတော့ပုံမှန်ပါပဲဒီလိုမျိုးအစားတောက်လေးတွေပေါ့နော်ဒါပေမဲ့မနေ့စာကိုပြင်နိုင်လို့ရှိရင်တော့ဟိုတယ်မှာမစားဘဲနဲ့တခြားအင်ဒိုနီးရှားအစားအသောက်လေးတွေစားရင်လည်းကောင်းပါလေဒါကကျတော့ဟိုတယ်မှာတစ်ခါလေးပါပြီးသားเนาะဒီဟာကကျတော့ဒီနောက်တိုင်းစာလေးတွေရဲ့အဲ့လိုမျိုးအဲ့လိုမျိုးဟာလေးတွေများတယ်ပေါ့နော်ပြီးလို့ရှိရင်ထက်ကျော်တော့ဒီမှာဒီလိုမျိုးရေငုပ်ပြီးတော့ငါးကြည့်ဖို့အတွက်ပင်တန်ကူးဆိုတဲ့နေရာလေးကိုသွားတာပါဒါကကျတော့ထက်ကျော်တော့ဟိုရောက်မှအဲ့ဒီဟိုတယ်ကနေပြီးတော့ဆက်ပြီးတော့မေးတာပေါ့နော်ငါတို့ဒီလိုမျိုးရင်ဟုတ်စင်နေပါညာပြောတာလေသူတို့အဲ့လိုကြော်ညာရင်းနဲ့သွားဖြစ်တာပေါ့နော်မကြီးတော့မကြီးရထားပါဘူးဒီနေရာလေးကငါးလေးတွေကိုကြည့်လို့ရတယ်သူတို့နောက်ကလည်းရင်ငုပ်သမားတွေလိုက်ကြည့်ပေးရပေါ့နော်အဲ့လိုမျိုးပေါ့နော်ဒီငါးတွေကတော့အရန်လှတယ်ပြီးတော့ရေကလည်းကြီးနေရတယ်ဒါတငယ်ချင်းတယောက်ပေါ်ကနေပြီးတော့လှမ်းပြီးရိုက်ပြီးထားတာပေါ့နော်ရင်ငုပ်ရင်းနဲ့ဒါတော့ငါးတွေကြည့်နေတာပေါ့တော့အောက်အဆုံးထိကိုမြင်ရတဲ့အထဲမှာကျမ်းပြင်မှာပင်လယ်ကျမ်းပြင်မှာရှိတဲ့အဲ့လိုမျိုးရေညှိလေးတွေရောကြောက်ပင်လေးကြောက်လေးတွေရောတနာကြောက်တန်းလေးရောအကုန်မြင်ရတယ်ပေါ့နော်တော်တော်မိုက်တယ်ဒီဟာလေးလှုပ်တင်ပါတယ်ဈေးလေးတိတ်မကြည့်ဘူးပေါ့နော်ဒါရေပေါ်ရေထဲမှာပဲပင်လယ်ထဲမှာပဲသူကအိမ်လေးတွေစောက်ပြီးတော့ဒီလိုမျိုးကြီးမဲ့ဟာလေးတွေလှုပ်ထားတာပေါ့နော်ရမ်းမိုက်ပါတယ်အကြည့်ပါဒီလိုနေရာလေးကိုသွားတင်ပါတယ်နော်ပြီးရင်တော့ထက်ကျော်တော့ဒီမှာရေမိုးချိုးပြီးတော့အဲ့ထဲမှာပဲရေချိုးလို့ရတယ်ပေါ့နော်ရေချိုးပြီးတော့ဒီမှာဒီတံပယ်လေးကိုသွားဖြစ်ခဲ့ပါတယ် driver ကတော့ဒီငှားထားတာပေါ့နော် driver ကိုတရက်စာငှားပြီးတော့နိုင်ရင်နဲ့ပေးရတာပေါ့နော်ဒါပေမဲ့ဈေးတော့အရန်တော့မကြီးပါဘူးလူများသွားတယ်ဆိုလို့ရှိရင်တော့တန်ပါတယ်လူတွေအများကြီးစုပြီးတော့ရှယ်လိုက်တဲ့ခါကျတော့လေညနေဟိုတယ်ရောက်တော့ဒီမှာမမစုရီကကျမအခန်းထဲကိုလာပြီးတော့ဒီမှာမတ်လေးကတ်ခိုင်းပါတယ်သူကအရန်အဲ့ဒါလေးတွေပါတယ်ပေါ့နော်မနေ့ကြလို့ရှိရင်တော့ဒီမှာမနေ့စာပြီးထက်ကျော်တော့ကတော့စင်ကာပူကိုပြန်ခဲ့ပါတယ်စင်ကာပူရောက်လို့ရှိရင်အစားအသောက်ကချင်းငံဆက်လေးတွေညမစားခဲ့ရရှာဘူးဆိုတော့လေဒီမှာထပ်ပြီးတော့ထိုင်းစာလေးဝင်စားပါတယ်ဗီဒီယိုလေးကိုဆုံးထိလိုက်ပြီးတော့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တငယ်ချင်းများအားလုံးကိုယ်စိတ်နှစ်ဖက်ကျန်းမာပျော်ရွှင်ကြပါစေရှင်ဘိုင်ဘိုင်